ဒီနေ့ podcast ကပေးတဲ့ vocab တွေကိုချရေးကြည့်ပါတယ် YouTube မှာ reading video တွေကြည့်ပါတယ် Nouns အကြောင်းလေ့လာလို့ပြီးသွားပြီဆိုတော့ reviews ပြန်လုပ်ပါတယ်ပြီးတော့ ChatGPT နဲ့အမေအဖြစ်အပြန်အလှန်လုပ်ပါတယ် Drawing time မှာတော့ Doodle button ကိုဆက်ဆွဲပါမယ်ထုံးစံအတိုင်း YouTube မှာ video ကိုနိုင်ဝက်ကြည့်ပါတယ်ပြီးမှဆွဲပါတယ်Day 31 vlog ရတဲ့လောက်ပါပဲခင်ဗျာစောင့်ကြည့်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်